ကျမရခဲ့ဘူးသမျှ relationship နဲ့ပတ်သက်ပြီးအကြံဉာဏ်တွေထဲမှာအကြိုက်ဆုံးအရာတစ်ခုရှိတယ်။အဲ့ဒီအရာကပဲကျမတို့ရဲ့ relationship ကိုအများကြီးပြောင်းလဲသွားစေတယ်။အဲ့ဒါလေးတစ်ခုဒီနေ့ sharing လုပ်ပေးပါမယ်။အဲ့တော့ရေရှည်တည်တံ့တဲ့ relationship တွေမှာအရေးကြီးဆုံးအချက်ကငါဆိုတဲ့အရာထက်ငါတို့ဆိုတဲ့အရာကိုပိုပြီးဦးစားပေးရွေးချယ်တတ်ဖို့ပါပဲ။လူအများစုက relationship ထဲကိုရောက်သွားတဲ့အခါကျရင်ငါဘာရမလဲငါဘယ်လိုခံစားနေရလဲစသဖြင့်အရာပေါ်မှာအာရုံစိုက်မိတတ်တယ်တကယ်တမ်းသတိပြုရမှာက relationship တစ်ခုဆိုတာလူတစ်ယောက်ရဲ့ဘဝမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ရေရှည်တည်တံ့ပြီးခိုင်မြဲတဲ့ relationship တွေမှာငါဘာလို့ချင်လဲဆိုတာထက်ငါတို့ဘာလို့ရင်အကောင်းဆုံးဖြစ်မလဲဆိုတဲ့အရာကိုပို့ပြီးတော့ဂရုစိုက်တတ်ကြပါတယ်အဲ့တော့အချစ်ဆိုတာကအနိုင်ရဖို့မဟုတ်တလို့ဘသူမှားတယ်ဘသူမှန်တယ်တတိပြဖို့လည်းမဟုတ်ပါဘူးတကယ်တမ်းအချစ်ဆိုတာကနှစ်ဦးစလုံးဘလို့အနိုင်ရရှိနိုင်မလဲဆိုတဲ့အရာကိုရှာဖွေဖို့ပါပဲအဲ့ဒီအတွက်ကြောင့်မလို့တင့်ရဲ့ relationship မှာငါဆိုတဲ့အရာကပိုပြီးကြီးစိုးနေလားဒါမှမဟုတ်ငါတို့ဆိုတဲ့အရာကပိုပြီးကြီးစိုးနေသလားအဲ့ဒီရဲ့အဖြေကတင့် relationship ရဲ့အနာဂတ်အတွက်အများကြီးအဆုံးဖြတ်ပေးပါလိမ့်မယ်